အဲ့တော့ကြောင့်မလို့ကျမတို့ကျေးဇူးတင်တယ်ကြိုးဆိုတယ်အခုဆိုလို့ရှိရင်တနိုင်ငံလုံးမှာဒီလှုပ်ရှားမှုကိုစခဲ့တာဟာ29ရက်နေရာဆိုတော့တပတ်ကဒီလိုလုပ်တဲ့နေရာမှာကျမတို့ဆက်ပြီးတော့အရှိန်အဟုန်နဲ့ဒီကျမတို့ရဲ့အစီအစဉ်ပြီးတဲ့19ရက်နေ့ဇူလိုင်ထိလုပ်ကြမယ်လို့ကျမမျှော်လင့်ပါတယ်အဲ့တော့အခုဒီမှာလာတဲ့ပြည်သားအားလုံးကလည်း16နှစ်ကျော်ပြီဆိုလို့ရှိရင်လက်မှတ်ထိုးကြပါ16နှစ်အောက်လက်မှတ်ထိုးပိုင်ခွင့်မရှိတဲ့လူငယ်တွေကလေးတွေကိုတော့တောင်းပါပါတယ်ဒီလိုလက်မှတ်ထိုးခွင့်မပေးတာဟာဥပဒေအရ16နှစ်ကျော်မှစာချုပ်စာတမ်းတွေကိုလက်မှတ်ထိုးမပေးတာပါအရေးမကြီးလို့မဟုတ်ပါဘူးတကယ်တော့လူငယ်တွေဟာကျမတို့နိုင်ငံအတွက်အများကြီးအရေးကြီးပါတယ်နိုင်ငံရဲ့အနာဂတ်ပဲလို့ကျမအမြဲပဲပြောပါတယ်ဘာဖြစ်လို့လဲဆိုတော့ရိုးရိုးကဏ္ဍသင်္ချာအတွက်ပဲအရာပဲတွက်ကြည့်ကြပါလူကြီးများဟာအသက်ကြီးလာတာနဲ့အမျှဒီလောကကြီးမှာနေရမယ်တက်တန်းဟာပို့ပြီးတော့နည်းသွားပါတယ်လူငယ်တွေဟာအသက်ငယ်လို့ဒီလောကကြီးမှာဖြစ်မလဲဆိုတော့ကျမတို့ကြည့်ဖို့လိုပါတယ်အခုဆိုလို့ရှိရင်ကလေးတွေနဲ့ပတ်သက်လို့အရေးကြီးဆုံးကိစ္စဟာကျမရေးနဲ့ပညာရေးပဲလို့ကျမတို့ဒါသိပြီးသားဖြစ်ပါတယ်ဒီဟာကျမတိုက်ဆိုင်လို့ပြောရမယ်ဆိုလို့ရှိရင်မနေ့ကပဲကျမတို့ဒီကိစ္စတွေမှာကျွမ်းကျင်တဲ့ပုဂ္ဂိုလ်တယောက်နဲ့ဆွေးနွေးနေတဲ့အခါကျတော့ကျမရေးကိုအဓိကလိုက်စားတဲ့ပုဂ္ဂိုလ်များတောင်မှပညာရေးနဲ့ကျမရေးဘယ်ဟာပို့ပြီးတော့အရေးကြီးလဲဆိုတော့ပညာရေးကအရေးကြီးတယ်ဒီတော့အခုကျမတို့ဖွဲ့စည်းပုံအခြေခံဥပဒေကိုပြုပြင်ပြောင်းလဲခြင်းနဲ့ဆိုတာလေဒီသဘောပါပဲအခြေခံပြောင်းလဲတဲ့ကိစ္စတစ်ခုကိုပြောင်းလဲခြင်းဖြစ်ပါတယ်ဒီလိုအခြေခံပြောင်းလဲတဲ့ကိစ္စတစ်ခုကိုပြောင်းလဲမှတခြားအကျိုးဆက်တွေကပါလာမှာပါဒီနိုင်ငံရဲ့ပုံစံကိုဖော်တာဟာဘာလဲဆိုတော့ဖွဲ့စည်းပုံအခြေခံဥပဒေပါပဲကလေးများရဲ့စိတ်ကူးစိတ်တမ်းတွေကိုပုံဖော်တာဟာပညာရေးစနစ်လို့ပေါ့ကျောင်းကသင်ပေးလိုက်တဲ့ပညာတွေကြောင့်မလို့ကလေးတွေကရဲ့စိတ်ကူးစိတ်တမ်းတွေကပုံပေါ်လာတယ်ဘယ်လိုစဉ်းစားရမလဲဘယ်လိုလုပ်ရမလဲဘုရားပြောသလိုပေါ့ကျောင်းမရေးအရာတောင်မှဘယ်လိုလုပ်ရမလဲဆိုတော့ပညာတတ်ထားတဲ့ခါကျရင်ပို့ပြီးတော့စဉ်းစားတတ်လာတယ်သူတို့စစ်တမ်းတွေကောက်တဲ့အခါမှာဘာတွေ့ရလဲဆိုတော့မိခင်များပညာတတ်တဲ့မိခင်များရဲ့သားသမီးများဟာပညာသင်ခွင့်မရခဲ့တဲ့မိခင်များရဲ့သားသမီးတွေတဲ့ပို့ပြီးတော့ကြားပါတယ်ဆိုတာတွေ့ရတယ်။ဘာဖြစ်လို့လဲဆိုတော့ဒီမိခင်တွေကပညာသင်ပိုင်ခွင့်ရှိခဲ့တဲ့အခါကျတော့ကြားမရေးနဲ့ပတ်သက်လို့လည်းနားလေတယ်။ဒါကြောင့်ကျွန်မထပ်ပြီးပြောမယ်ကျွန်မတို့ဟာအခြေခံပြုပြင်ပြောင်းလဲတဲ့ကိစ္စတစ်ခုကိုပြုပြင်ပြောင်းလဲမှအဲ့ဒီဘက်မှာတိုးတက်မှုရှိမှအဲ့ဒါနဲ့ဆက်နွယ်တဲ့ကိစ္စတွေမှာတိုးတက်မှုရှိမှဖြစ်ပါတယ်။နိုင်ငံတစ်နိုင်ငံရဲ့ဖွဲ့စည်းပုံအခြေခံဥပဒေဆိုတာဒီနိုင်ငံတစ်နိုင်ငံလုံးရဲ့ဘဝနဲ့ပြည်သူများရဲ့ဘဝနဲ့ဆက်နွယ်နေပါတယ်အခြေခံဥပဒေဆိုကြတဲ့အခြေခံပဲဒါကျမရိုးရိုးလေးပဲရှင်းပြလေးရှိပါတယ်အခြေခံဆိုတာအိမ်တဲ့အိမ်ရဲ့အုတ်မြေလို့ပေါ့ဒီအုတ်မြေကမခိုင်ရင်အိမ်ကိုဘလောက်ပဲလှလှကြီးလှုပ်ထားဒီအိမ်နဲ့ပတ်သက်လို့စိတ်ချမှုရှိမှာမဟုတ်ဘူးစိတ်ချလို့ရမှာမဟုတ်ဘူးဒီအိမ်ကအချိန်မရွေးပြိုသွားနိုင်တော့အပေါ်ကနေပြီးတော့အပေါ်ပိုင်းကြည့်လာအောင်ဘယ်လိုပဲလှုပ်ထားဒီအိမ်ကတကယ်တော့အသုံးမရှိဘူးဒီဟာတကယ်စစ်မှန်တဲ့တန်ဖိုးမရှိဘူးဒီတိုင်းပဲကျမတို့နိုင်ငံကိုဒီမိုကရေစီလမ်းကြောင်းပေါ်မှာရောက်နေပါပြီလို့ပြောပြီးတော့ဖွဲ့စည်းပုံအခြေခံဥပဒေကိုဒီမိုကရေစီနဲ့ကိုက်ညီအောင်မလုပ်လို့ရှိရင်အောက်မြစ်မခိုင်တဲ့အိမ်လိုပဲကျမတို့နောက်ဆုံးကြတော့တကယ်အရေးကြီးတဲ့နိုင်ငံနဲ့ပတ်သက်တဲ့ဆုံးဖြတ်ချက်တွေကိုမိမိတို့စစ်မှန်တဲ့ကိုယ်စားလှယ်တွေကနေတဆင့်ဆုံးဖြတ်ပိုင်ခွင့်ပေးထားတာဖြစ်ပါတယ်။တော့ပြည်သူဩဇာအာဏာမရှိစေခြင်းနဲ့ပုဂ္ဂိုလ်များအဖွဲ့အစည်းများကတော့ဒီစစ်မှန်တဲ့ဒီမိုကရေစီကိုလိုလားမှာမဟုတ်ပါဘူး။ဘာဖြစ်လို့ပြည်သူလက်ထဲကိုဩဇာအာဏာမပေးခြင်းလဲဆိုရင်တချို့ကဘယ်လိုပြောလဲဆိုတော့ကျမတို့ပြည်သူတွေကတဲ့ဒီမိုကရေစီနဲ့မတန်သေးဘူးတဲ့ကျမတို့ပြည်သူတွေကဒီမိုကရေစီကိုကျင့်သုံးနိုင်တဲ့အဆင့်မရောက်သေးဘူးဆိုပြီးပြောတဲ့လူတွေလည်းရှိပါတယ်ဒါတစ်ဖက်ကနေကြည့်လို့ရှိရင်တော့ဒါပြည်သူတွေကိုစော်ကားတယ်လို့ပြောလို့ရတာပေါ့နော်တစ်ဖက်ကနေဆိုလို့ကြည့်လို့ရှိရင်လည်းဒီနိုင်ငံရဲ့ကံကြမ္မာကိုဒီနိုင်ငံရဲ့အုပ်ချုပ်ရေးကိုလက်ထဲမှာအကြာကြီးယူထားတဲ့အဖွဲ့တွေရဲ့အားနည်းချက်ကိုထောက်ပြနေတာလို့ပဲကျွန်မဒီလိုပြောချင်တယ်ကျမတို့ပြည်သူပြည်သားတွေကိုဒီမိုကရေစီနဲ့မထိုက်တန်အောင်ဘယ်လူတွေက
ဒီမိကိုပြန်မင်းမယ်အဲ့ဒါကြောင့်မလို့ကိုပြည်သူပြည်သားတွေကိုဒီမိုကရေစီနဲ့ထိုက်တန်အောင်မလုပ်ပေးနိုင်ရင်လုပ်ပေးနိုင်တဲ့နည်းတွေကျမတို့ရှာရမယ်နောက်ဆုံးကြတော့ဥစ္စာရင်လို့ဥစ္စာရင်ကဲပြည်သူလူထုရဲ့အကျိုးစီးပွားအတွက်တကယ်လုံးမဲ့သူတွေကပြည်သူလူထုပဲဖြစ်ပါတယ်ဒါကြောင့်ကျမတို့ဟာစစ်မှန်တဲ့ဒီမိုကရေစီစနစ်လိုအပ်တယ်တကယ်ပြည်သူရဲ့ဩဇာလွှမ်းမိုးစေမယ့်စနစ်တစ်ခုလိုအပ်ပါတယ်ဒီကျမတို့ဖွဲ့စည်းပုံအခြေခံဥပဒေပြုပြင်ပြောင်းလဲရေးမှာဆိုလို့ရှိရင်ပုံမှန်436ကိုစပြီးတော့ပြုပြင်မယ်ဆိုပြီးတော့ကျမတို့အခုလှုပ်ရှားမှုကစတာ436ရဲ့အဓိကအဓိပ္ပာယ်ကဘာလဲဆိုတော့ပြည်သူလူထုရဲ့ဆန္ဒဟာအမြင့်မားဆုံးဖြစ်ရမယ်အားလုံးအထက်ကပုဂ္ဂိုလ်တွေအဖွဲ့အစည်းတွေအားလုံးအထက်ကပြည်သူလူထုရဲ့ဆန္ဒဟာလွှမ်းမိုးရမယ်အထက်ကရှိနေရမယ်ဘာလို့ဆိုလိုတာလဲ436ဆိုတာဟာဖွဲ့စည်းပုံအခြေခံဥပဒေကိုပြောင်းလို့ရခြင်းမရခြင်းနဲ့ဆက်ဆက်နေပါတယ်ဒီပုံမှန်အရဆိုရင်ကလေးတွေ436ကိုဖတ်ပေးကြတယ်လို့ဘယ်နှယောက်ရှိလဲမရှိဘူးကောင်းပြီအဲ့ဒါဆိုရှင်းပြဒါပြောလူကြီးတွေမှလည်းမဖတ်ရတဲ့လူတွေရှိမှာပါ436ကတော့ဒီဖွဲ့စည်းပုံအခြေခံဥပဒေတွေကနိကကြတဲ့အချက်အလက်တွေကိုပြောင်းရင်လို့ရှိရင်လွတ်တော်ထဲမှာရှိတဲ့ကိုယ်စားလှယ်85ရာခိုင်နှုန်းကျော်ကသဘောတူမှဖြစ်တယ်အဲ့ဒီလိုမပေးသေးဟာဒီလိုအပြုတ်မှုတွေဟာဒီမိုကရေစီကိုဆန့်ကျင်တယ်လို့ပဲကျမတို့နိုင်ငံဟာဆင်းရဲတယ်ဒီမိုကရေစီလမ်းကြောင်းမှာရောက်နေပါပြီဆိုတော့အော်နေတာတော့3နှစ်လောက်3နှစ်ဆို4နှစ်တက်တောင်ရောက်နေပါပြီရှိနေပါပြီသို့တော်လည်းကျမတို့ရဲ့ပြည်သူလူထုရဲ့အများစုရဲ့အခြေအနေဟာပြောင်းလဲခြင်းတော့မရှိသေးပါဘူးဒါအတိုင်းအတာကြီးကျမတို့နားလည်ပါတယ်အခြေအနေတွေကနေချင်းညချင်းမပြောင်းနိုင်ဘူးဆိုတော့ကျမတို့နားလည်ပါတယ်ဒါပေမဲ့လည်းဒီတဲ့တော့ပို့ပြီးတော့ပြောင်းသင့်ပြီလို့ကျမတို့သတ်မှတ်ပါတယ်အဓိကမကြတဲ့ကိစ္စတွေကိုပဲမိမောင်းထိုးပြီးတော့တကယ်အဓိကကြတဲ့ကိစ္စတွေကိုလစ်လူရှုထားလို့ရှိရင်တော့ကျမတို့နိုင်ငံဟာတိုးတက်မှာမဟုတ်ပါဘူးအဓိကကြတဲ့ကိစ္စတစ်ခုကတော့ကျမတို့ဒီဖွဲ့စည်းပုံအခြေခံဥပဒေဟာပြည်သူလူထုရဲ့ဆန္ဒနဲ့ကိုက်ညီတဲ့ဥပဒေဖြစ်ဖို့ဖြစ်ပါတယ်တချို့ကြတော့အခုဖွဲ့စည်းပုံအခြေခံဥပဒေပြုပြင်မတည်ငြိမ်အောင်လုပ်ချင်လို့ပြောနေတာပဲဆိုတော့ပြည်သူစကားမှတ်ထားကြကိုဖြစ်စေချင်တာမဖြစ်ရလို့ရှိရင်မတည်ငြိမ်အောင်လုပ်မယ်ကိုလိုချင်တာမရလို့ရှိရင်နှောက်ယှက်မယ်ကိုလိုချင်တာရအောင်လို့ဘယ်လိုနည်းနဲ့မဆိုအောက်တန်းဘယ်လောက်ကြာလုပ်မယ်ဆိုတဲ့ပုံကိုယ်တွေပြောတာကိုနားမရအောင်ပါနဲ့လို့ကျွန်မအနေနဲ့ပြောတယ်ကျွန်တော်ပြောတာဒီလိုပြန်ရတဲ့ခြေတော့ပေးရတာလှုပ်ရှားတဲ့နေရာမှာကျမတို့ပြည်သူတွေရှိကတောင်းတာနှစ်ခုပဲရှိတယ်။ဘာလဲဆိုတော့တစ်ခုကဒီလာပြီးတော့လက်မှတ်ထိုးဖို့အတွက်ကိုအပင်မခံဖို့နောက်တစ်ခုကတတ်သိရှိဖို့ဆိုတော့ကျမကပြောရတယ်ဟာဒီလိုကျမတို့ပြည်သူတွေကိုတတ်သိရှိပါလို့ပြောတာကျမစိတ်မကောင်းဘူး။ဘာဖြစ်လို့လဲဆိုတော့တတ်သိမရှိတဲ့အနေအထားမှာရှိတယ်လို့ကျမပြောနေရတာပဲဖြစ်တယ်။အကြောက်တရားနဲ့နေခဲ့ရတာအနှစ်50ကျော်ပါပြီအနှစ်50ကျော်ဆိုတာဟာရာစုနှစ်တစ်ဝက်တက်ပို့သွားပါပြီအဲ့တော့အနှစ်50ကျော်ဆိုတာနည်းတာမဟုတ်ပါဘူးကျွန်မပြောမယ်အနှစ်50ကျော်တဲ့ပုံကိုယ်တွေဒီအုပ်စုထဲမှာဘယ်နှယောက်ရှိကြလဲပိဋကတ်တွေမှာအနှစ်50ကျော်တဲ့သူတွေအသက်50ကျော်တွေလက်ထောင်ကြပါလူနည်းစုနော်အခုကြည့်လိုက်လို့ရှိရင်အသက်50ကျော်တွေကလူနည်းစုအများစုကအခုကျမတို့ဒီပရိသတ်တဲမှာတင်လူများစုကအာဏာရှင်စနစ်အောက်မှာမွေးပြီးတော့ကြီးပြင်းခဲ့တဲ့လူတွေဖြစ်တယ်။ဒီတော့ကျမတို့နိုင်ငံမှာအကြောက်တရားတွေလွှမ်းမိုးနေတယ်ဆိုတာမထူးဆန်းပါဘူး။မထူးဆန်းမှုဆိုရင်လည်းကောင်းတဲ့ကိစ္စတော့မဟုတ်ပါဘူး။နောက်တစ်ခုကျမပြောရချင်တာတော့အခုကျမတို့ရဲ့ပရိသတ်ထဲမှာ50အောက်တွေများတယ်ဆိုတော့ကျမဝိတ္တာလည်းအားတက်တယ်။လူလက်ပိုင်းလူငယ်ပိုင်းကနေပြီးတော့ကျမတို့ထောက်ခံတယ်ကျမတို့လှုပ်ချင်တဲ့နိုင်ငံရဲ့အပြောင်းလဲတွေထောက်ခံတယ်ဆိုလို့ရှိရင်ကျမတို့အတွက်အင်မတန်မှအားရစရာဖြစ်ပါတယ်လို့ပြောပြစေ။ဒါဟာကျမလူကြီးတွေရဲ့တန်ဖိုး short ကလို့မဟုတ်ပါဘူး။ဒီစောစောက
ပြောချင်တာပါအဲ့တော့ကျမတို့တတိဆိုတာလေအလေးအကျင့်ပဲအလေးအကျင့်ပဲကျမဟိုစားပါတော့ပညာရှင်များစိတ်ပညာရှင်စုပြောထောင်တာဒါဟာဟိုကြည်ကြပြတ်ပြတ်သုံးတဲ့အလေးအကျင့်တစ်ခုဖြစ်ပါတယ်အဲ့တော့ကျမဒီအချိန်မှာအချက်ခါမှာလဲမိဘတွေကိုနည်းနည်းမေတ္တာရက်ခါလိုက်ချိန်ကိုယ့်ရဲ့သားသမီးတွေဒါကျောင်းဆရာဆရာမတွေလည်းဒီတိုင်းပဲဒီထဲမှာတတိရှိနေဆရာဆရာမတွေဝန်ထမ်းတွေပါလို့ရှိရင်ပေါ့နော်အဲ့ဒါကျမမေတ္တာရက်ခံချင်တာတုံတင်ဆုံးမတဲ့နေရာမှာချင်းချောက်တဲ့နည်းနဲ့မဆုံးမပါနဲ့တတ်နိုင်သမျှစဉ်းစားဆင်ခြင်တဲ့နည်းနဲ့ဆုံးဖြတ်ပါဥပမာဆိုလို့ရှိရင်ဒီတစ်ခုလုပ်လို့ရှိရင်ဘာဖြစ်နိုင်လဲအဲ့ဒါဘာဖြစ်စေခြင်းလဲကိုဖြစ်စေနေတဲ့ကိစ္စမဖြစ်စေခြင်းဘူးဆိုလို့ရှိရင်ဘာလုပ်ရမလဲစဉ်းစားဆင်ခြင်တတ်အောင်လို့သင်ပေးပါဘာမဆိုမလုပ်နဲ့ဒါဖြစ်လို့ဆိုရှင်ဒုက္ခရောက်နေမယ်အခုဒီကျမတို့ရဲ့လှုပ်ရှားမှုမှာဝင်ပြီးတော့လက်မှတ်ထိုးတာကိုမဖြစ်စေခြင်းတဲ့လူတွေကနေမျိုးရိုးနဲ့ချိန်ချောက်တာပေါ့နော်ဥပဒေနဲ့မကိုက်ညီဘူးဥပဒေနဲ့လုံးဝကိုက်ညီပါတယ်ဆိုတော့ကျမရဲရဲပြောနိုင်ပါတယ်ဥပဒေနဲ့မကိုက်ညီတဲ့အလုပ်ကျမတို့မလုပ်ပါဘူးနောက်တစ်ခုကလည်းဝန်သားများဒီလိုလက်မှတ်ထိုးခြင်းကဥပဒေနဲ့မကိုက်ညီဘူးဆိုတာအဲ့ဒါလည်းမဟုတ်ပါဘူးအဲ့တော့ဝန်သားတွေတတ်သိရှိနဲ့လက်မှတ်ထိုးကြပါလို့ကျမကနေပြီးတိုက်တွန်းချင်ပါတယ်အလုံးခွင်ပြင်ပကအချိန်ကကိုယ့်အချိန်ပဲအလုံးခွင်ပြင်ပမှာကိုလက်မှတ်သွားထိုးတာဘယ်ဥပဒေကနာပြီးတော့ကတ်ပတ်ထားတာမရှိပါဘူးပြောရအောင်တချို့ကြတော့ရဲတွေကနေပေါ့နော်တချို့နေရာတွေမှာသွားပြီးတော့ဘယ်သူတွေလက်မှတ်ထိုးတယ်ဆိုပြီးနာမည်တွေတောင်းတယ်ဆိုတာကြားရပါတယ်အဲ့ဒါလည်းဝင်ပြီးတော့တောင်းပိုင်ခွင့်မရှိပါဘူးဒီကိစ္စလည်းကျမတို့အဖွဲ့ချုပ်ကနေပြီးတော့တည်တည်ချာချာကင်တွယ်ပါမယ်မကြောက်ပါနဲ့ကျမတို့ဒီလိုပြောချင်တယ်ရဲအရာရှိတွေကိုယ်တိုင်နဲ့လက်မှတ်ထိုးပြီးတော့ပြန်သွားကြပါလို့ကျမဒီလိုလည်းကြားရပါတယ်ရှိတယ်နော်ဒါလည်းတစ်ခုတော့ရှိတာပေါ့နော်ဟိုတာဝန်ရ uniform နဲ့လာပြီးတော့ကြည့်တဲ့အခါမှာတော့မရအောင်အိမ်ပြန်အဝေးလဲပြီးပြန်လာထိုးလိုက်တော့ပိုကောင်းပါပေါ့ uniform နဲ့တောင်မှအလုပ်ချိန်ပြင်မမှာဆိုရင်လုပ်လို့ရပါတယ်အလုပ်ချိန်ပြင်မမှာဆိုရင်လုပ်လို့ရတယ်ဒါကြောင့်ဟိုမစင်ကြတော့တာရသားတွေတန်းစီပြီး uniform နဲ့အလုပ်ချိန်ပြင်မမှာလာပြီးလက်မှတ်ထိုးတိုက်တွန်းရမယ်ချင်းအဲ့လိုလုပ်ရင်တော့အင်တာကောင်းမှာပါကျမတို့နိုင်ငံမှာပြည်သူလူထုနဲ့တပ်မတော်သားတွေနဲ့တသွေးတဲ့တသားတဲ့ဖြစ်စေခြင်းတယ်အခုဒီကျမတို့ဖွဲ့စည်းပုံအခြေခံဥပဒေကိုပြုပြင်ပြောင်းလဲတာဟာတပ်မတော်ကိုကျမတို့ထိုးနှက်ခြင်းလို့မဟုတ်ဘူးတပ်မတော်ရဲ့လုတ်ပိုင်ခွင့်တွေကိုရှော့ချခြင်းလို့မဟုတ်ဘူးတပ်မတော်ဟာလုတ်တင်လုတ်လိုက်တဲ့တာဝန်တွေကိုသာမှန်မှန်ကန်ကန်လုပ်စေခြင်းလို့ဖြစ်ပါတယ်